တယ်လေအသက်ဘယ်လောက်လဲ 23ပါ23အမလည်းနည်းငယ်တာပါနော် အော်25လား 25တယ်လေစပင်ကဘယ်လိုဒီဇိုင်းချိန်မလဲ စပင်းကဖွာနေလို့လေ rebound လေးလုပ်ချင်တယ်နော် အိမ်မှာကိုယ့်ကိုကောင်းရှုပ်ပြီးလဲဖွာနေရလား ဖွာရ နည်း ဖွာ နည်းသူကအရင်ကောက်တာတော့မဟုတ်ဘူးနော်နည်းနည်းလေးဖွာတဲ့ဘက်ကိုရောက်နေဆိုတော့ အဖျားရဲ့ကွဲဖွာနေ အပြားနှစ်ခွာလေးတွေရှိဟုတ်တယ်နည်းနည်းဆန်သားတဲ့6တော့ rebound လုပ်ပြလိုက်မယ်လေနော် rebound ကိုအရင်ကက်ကက်ကြည့်တော့မဟုတ်ဘူးနည်းနည်းတဘာဝဆန်ဆန်လေးပေါ့နော်အိမ်မှာကောင်းရှုပ်လို့ရှင်လဲအဆင်ပြေအောင် ဟုတ်တယ်တ တ ဘာ ဘာဝ ဆ လေး န် ဖြစ်အောင်လုပ်ပြလိုက်မယ် ဟုတ်ဟုတ် နော် ဟုတ်ကဲ့ပါ ရုံနေမလား ကျုံနေ ရုံ Going back to Honolulu just to get that Maui Wowie, that Maui Wowie. Going back to Honolulu just to get that Maui Wowie, that Maui Wowie. I'm so high, I'm so high. တယ်လေအသက်ဘယ်လောက်လဲ 23ပါ 23အမလည်းနည်းငယ်တာပါနော် အော်25လား 25တယ်လေစပင်ကဘယ်လိုဒီဇိုင်းချိန်မလဲ စပင်းကဖွာနေလို့လေ rebound လေးလုပ်ချင်တယ်နော် အိမ်မှာကိုယ့်ကိုကောင်းရှုပ်ပြီးလဲဖွာနေရလား ဖွာရ နည်းန ဖွာ ည်းသူကအရင်ကောက်တာတော့မဟုတ်ဘူးနော်နည်းနည်းလေးဖွာတဲ့ဘက်ကိုရောက်နေဆိုတော့ အဖျားရဲ့ကွဲဖွာနေ အပြားနှစ်ခွာလေးတွေရှိဟုတ်တယ်နည်းနည်းဆန်သားတဲ့6တော့ rebound လုပ်ပြလိုက်မယ်လေနော် rebound ကိုအရင်ကက်ကက်ကြည့်တော့မဟုတ်ဘူးနည်းနည်းတဘာဝဆန်ဆန်လေးပေါ့နော်အိမ်မှာကောင်းရှုပ်လို့ရှင်လဲအဆင်ပြေအောင် ဟုတ်တယ် တ တ ဘာ ဘာ ဝ ဆ လေး န် ဖြစ်အောင်လုပ်ပြလိုက်မယ် ဟုတ်ဟုတ် နော် ဟုတ်ကဲ့ပါ ရုံနေမလား ကျုံနေ ရုံ Going back to Honolulu just to get that Maui Wowie, that Maui Wowie. Going back to Honolulu just to get that Maui Wowie, that Maui Wowie.